မြမသမိုင်းမှာနေချက်အင်္ဂလိပ်ကိုအသေးအလဲတိုက်ခိုက်ခဲ့ပေမဲ့ကိုလူမျိုးအချင်းချင်းသစ္စာဖောက်လို့ခေါင်းပြတ်ခံခဲ့ရတဲ့မင်းသားတစ်ပါးရှိခဲ့တယ်။သူကတော့အခြားသူမဟုတ်ပါဘူး။မင်းတို့မင်းကြီးရဲ့သားတော်တွေကတစ်ပါးဖြစ်တဲ့ကြီးမြင့်နိုင်မင်းသားပဲဖြစ်ပါတယ်။ကြီးမြင့်နိုင်မင်းသားဟာမင်းတို့မင်းကြီးနဲ့လေချားမိဖုရားတို့မှဖားမြင်တော်သားတော်တစ်ပါးလည်းဖြစ်ပါတယ်။အောင်240ခုနှစ်တွင်မင်းတို့မင်းကြီးနတ်ရွာစံကန်တော်ကုန်တဲ့အခါမှာသားတော်တီဘောမင်းသားခင်းနန်းဆက်ခံချိန်မှာနန်းတွင်ရေချုပ်ထွေးနေတာကြောင့်လေချားမိဖုရားသည်သားတော်ကိုခေါ်ဆောင်ကလေချားမြို့သို့တိမ်းချောင်ခဲ့တယ်။အဲဒီနောက်မှာနန်းတွင်မှာမင်းတို့မင်းကြီးရဲ့သားတော်သမီးတော်များကိုကွမြတ်ရာမှာစိတ်မချသဖြင့်မိဖုရားကြီးသည်လေချားမှကျိုင်းထုံသို့ခိုးအောင်ရပြန်တယ်။နန်းတော်ထဲမှာဆန်ရမယ့်အစားတောထောင်တွေကြားမှာကြီးပြင်းခဲ့တဲ့မင်းသားဟာတနေ့မှာတော့ဒီတခြားနယ်ချဲတွေကိုအသေးရအောင်လုပ်မဲ့လူရဲကောင်းတစ်ယောက်ဖြစ်လာမယ်လို့ဘယ်သူကထင်ကြမှာလဲ။အရွယ်ရောက်လာတဲ့အခါမှာတော့မင်းသားဇက်မင်းသားကြီးအသွင်နဲ့ဟန်ဆောင်နေထိုင်ခဲ့တယ်။လူတွေကသူကပြတာကိုကြည့်ပြီးပြောနေချိန်မှာသူကတော့နန်းပလင်ကိုပြန်သိမ်းဖို့နဲ့နယ်ချဲကိုတိုက်ခိုက်ဖို့ဒါပေမဲ့လည်းသူဟာအဲ့ဒီအချိန်မှာပဲအဖမ်းဆီးခံလိုက်ရတယ်။စမ်းကြဲတဲ့ကံကြမ္မာကြောင့်ပဲပြောရမလား။အင်္ဂလိပ်နဲ့မြန်မာစစ်ဖြစ်နေတဲ့အချိန်မှာသူဟာအချုပ်ထဲကနေပြီးတော့လွတ်မြောက်လာခဲ့ပြီးတောင်တွင်းကြီးဘက်မှာအင်္ဂလိပ်ကိုပြန်လည်ခုခံဖို့မျိုးချစ်ဗိုလ်ချုပ်တွေနဲ့ပူးပေါင်းခဲ့တယ်။မင်းသားဟာဘိုခန့်ဘိုစံထွန်းတို့နဲ့အတူဝမ်းတွင်းမိတ်တီလာနဲ့ပျော်ပွဲတစ်ခွင်မှာအင်္ဂလိပ်တပ်တွေကိုအငိုက်ဖမ်းတိုက်ခိုက်ခဲ့တယ်။ဒီနောက်မှာတော့အင်္ဂလိပ်လူတော်ချစ်မောင်ပုကလေးကအင်္ဂလိပ်များအားတည်င်းပေးပြီးအင်္ဂလိပ်တပ်တွေကသူတို့ကိုဝိုင်းထားပေမဲ့မင်းသားဟာသူရဲကောင်းပီတာစွာဖောက်ထွင်းနိုင်ခဲ့တယ်။သမိုင်းမှာအဆိုးဆုံးကတော့သစ္စာဖောက်မှုပါပဲ။မောင်ပုကလေးဆိုသူဟာအင်္ဂလိပ်တို့ပေးတဲ့ဝတ်တစိတ်တွေကိုမတ်မောပြီးမင်းသားရဲ့လှုပ်ရှားမှုတွေကိုတည်င်းပေးခဲ့တယ်။နောက်ဆုံးမှာတော့မင်းသားဟာခရီးပန်းလို့တရက်ချန်ထဲမှာအိမ်မောကျနေစဉ်မောင်ပုကလေးလမ်းပြတဲ့အင်္ဂလိပ်တပ်တွေဟာညတွင်ချင်းဝိုင်းဝန်းပစ်ခတ်ခဲ့ကြတယ်။နေချက်တွေဟာကြဆုံသွားတဲ့ကြီးမြင့်နိုင်မင်းသားရဲ့ဦးကောင်းကိုဖျက်ယူပြီးမိထီလာမျိုးထီအောင်ပွဲခံတည်ဆောင်လာခဲ့ကြတယ်။မင်းသားတစ်ပါးရဲ့ဘဝဟာဇက်ခုံပေါ်မှာစခဲ့ပေမဲ့တိုင်းပြည်အတွက်အသက်ပေးရင်းရရက်ဆက်ဆက်နှီးကုန်းချုပ်ခဲ့ရတယ်။